အားလုံးပဲမင်္ဂလာပါညဘက်တွေမှာပဲပေါ်လာပြီးမနက်မိုးလင်းတာနဲ့ပျောက်ကွယ်သွားတတ်တဲ့ရွာတွေကြောင်းသင်တို့ကြားဘူးပါသလားမြမရိုးရာမှာတော့ဒီလိုရွာတွေကိုကြက်ရွာဒါမှမဟုတ်နာနာဘာဝရွာလို့ခေါ်ကြပါတယ်အပြင်မှန်းကြည့်ရင်တာမန်ရွာတွေလိုပဲစီကားနေပြီမယ်အဲ့ဒီရွာတွေကလူတွေဟာလူသားတွေမဟုတ်ကြပါဘူးဒီနေ့မှာတော့ရွာဖျားပွဲအတွက်စပွဲသွားငါရင်လမ်းမပြီးကြက်ရွာတွေရောက်သွားခဲ့တဲ့လူတစ်ယောက်ရဲ့အသေးရားစရာကြောက်မက်ဖွယ်လှည့်စားခံရမှုဖြစ်ရမှန်ဇလံတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်ဒီဖြစ်ပျက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအညာဒေသမှာဖြစ်ပွားခဲ့တာပါရွာလူကြီးဥပဆိုသူဟာသူတို့ရွာဖျားပွဲအတွက်နမေကြီးဆက်ဖွေတစ်ခုကိုတွားငှားဖို့ကလေးတစ်စီးနဲ့ထွက်လာခဲ့ပါတယ်ခရီးဝေးတဲ့အတွက်ညမိုးချုပ်သွားချိန်မှာတော့ဥပဟာတောလမ်းတစ်ခုထဲမှာလမ်းပြောက်သွားခဲ့ပါတယ်လမ်းရှာရင်တွားနေတော့မှပဲအဝေးကနေထင်းထင်းလင်းနေတဲ့မီးရောင်တွေနဲ့ဆိုင်းတန်ပုံတန်တွေကိုကြားလိုက်ရပါတယ်အတန်လားရာကိုလိုက်သွားတဲ့အခါမှာတော့ကြီးမားခန့်ညာပြီးလူတွေစီကားနေတဲ့ရွာကြီးတရွာကိုအံ့ဩဖွယ်တွေ့လိုက်ရပါတယ်ရွာထဲမှာဇက်ပွဲကြီးကနေပြီးဈေးတန်းတွေမှာလည်းစားစရာတွေအရှံပဲရောင်းချနေကြပါတယ်ဥပကလည်းဝမ်းသာအားရနဲ့အဲ့ဒီရွာတွေကိုဝင်သွားခဲ့ပါတယ်ဒီလိုနဲ့ရွာလေးရောက်တော့ဥပဟာဆက်စရာနဲ့တွေးဆုံပြီးသူတို့ရွာအတွက်ဇက်ကပေးဖို့ငှားရမ်းခဲ့ပါတယ်ဆက်စရာကလည်းသဘောတူပြီးဥပကိုငွေကြိုတင်စရံပေးဖို့ပြောပါတယ်ဥပကငွေပေးလိုက်တဲ့အခါဆက်စရာကပြေစာအဖြစ်စာရွက်တစ်ရွက်ကိုပြန်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဥပကိုရွာကန်တွေကဟင်းလျာအကောင်းစားတွေနဲ့အိတ်ခံခဲ့ကြပါတယ်ဝတ်သားတုံးကြီးတွေစက်သားတုံးတွေနဲ့ထမင်းကိုဆာဆာနဲ့အားရပါးရစားတော့ခဲ့လိုက်ပါတယ်ဒါပေမဲ့ဥပသတိမထားမိတာကသူ့ကိုလာအိတ်ခံခဲ့တဲ့ရွာသူရွာသားတွေရဲ့မျက်လုံးတွေဟာအယောင်မလင်းပဲစိုက်ကြည့်နေကြတာရင်ဇက်ပွဲကဆိုင်းတန်တွေဟာတခါတည်းရမှာငိုတန်လိုညီးတွားတန်လိုပြောင်းလဲသွားတတ်တာကိုပါပဲဥပစားတော့ပြီးနောက်မှာဧကေဟာလို့ထင်ရတဲ့အိမ်ကြီးတစ်လုံးပေါ်မှာအိပ်ပျော်သွားခဲ့ပါတယ်ဒီလိုနဲ့မနက်မိုးလင်းလို့ဥပနိုးလာတဲ့အခါမှာတော့သူ့ဘဝမှာဘယ်တော့မှမေ့မရနိုင်တဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်သူများကအိတ်ခဲ့တဲ့ခံညားတဲ့အိမ်ကြီးရောစီကားနေခဲ့တဲ့ရွာကြီးရောဘာတစ်ခုမှမရှိတော့ပါဘူးသူရောက်နေတာဟာလူသူကင်းမဲ့ပြီးအုတ်ကိုဟောင်းတွေပြည်နေတဲ့ရှေးဟောင်းတုတ်တန်ဟောင်းကြီးတစ်ခုထဲမှာပါသူအိတ်နေခဲ့တာကကြင်မဟုတ်ပဲအုတ်ကိုပြည့်ကြီးတစ်ခုပေါ်မှာဖြစ်နေပါတယ်ပူပြီးကြောက်စရာကောင်းတာကညကသူအားရပါးရစားတော့ခဲ့တဲ့ဟင်းနေရာတွေဆိုတာတကယ်တော့ဖားသည်မွေသည်နဲ့တီကောင်တွေဖြစ်နေပြီးသူ့ပါဇက်ထဲမှာလည်းရှွန့်တွေပဲတွေပြည့်နေတာကိုသိလိုက်ရပါတယ်သူကင်ထားတဲ့ဆန်ငားထားတယ်ဆိုတဲ့ပြည်စာရွက်ဆိုတာကလည်းသူ့ရွက်6ကြီးတရွက်တာဖြစ်နေမှာတော့တယ်ပရလောကသားတွေရဲ့ကြောက်မက်ဖွယ်မျက်လှည့်ပြလှည့်စားခြင်းကိုခံလိုက်ရတာကိုသိလိုက်ရတဲ့ဥပဟာတွေးပြက်မတတ်ကြောက်လန့်ပြီးတုတ်တန်တွေကနေတန်ကုန်ဟစ်ခါထွက်ပြေးခဲ့ရပါတော့တယ်ဒီလိုနဲ့ကြက်ရွာတွေမျက်လှည့်ပြတတ်တဲ့နာနာဘဝရွာတွေဟာမြန်မာနိုင်ငံကတောဆက်တွေနဲ့နီးတဲ့လူသူအရောက်ပေါက်နေတဲ့နေရာတွေမှာအခုချိန်ကြီးရှိနေသေးတယ်လို့ဆိုကြပါတယ်ဒီတို့ရောတောလမ်းတွေမှာတွားရင်လာရင်ဒီလိုမရှိသင့်တဲ့နေရာတွေမှာရွာကြီးတွေမီးရောင်တွေတွေ့ခဲ့ဘူးလားတွေ့ခဲ့ဘူးလေတွေ့ကြုံမျိုးရှိတာကိုယ်တိုင်ကြုံဘူးလားပဲဖြစ်ဖြစ်
ကြားဘူးတာပဲဖြစ်ဖြစ်ဗီဒီယိုလေးရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအခုလိုချက်သိမ်းထားစရာဇာတ်လမ်းတွေကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲဘေးရန်ကြီးကင်းရှင်းကြပါစေ